လူဘဝမှာရုပ်အစဉ်အင်္ဂါဘလောက်ပဲချောပစ္စည်းဥစ္စာတွေဘလောက်ပဲပေါ်အရေးကြီးဆုံးကစိတ်ကောင်းနှလုံးကောင်းရှိဖို့ရပိုအရေးကြီးတယ်လို့ဆိုစိတ်ကောင်းနှလုံးကောင်းဆိုတာဟာရှားပါပစ္စည်းလို့ပြောအောင်မှာဖြစ်တယ်လူတွေကမလှအောင်ဝတ်စားစေမှုနဲ့လုပ်လို့ရတယ်ဒီကနေ့ခေတ်မှာဆိုရင်ပြမယုတ်ကြီးကိုငွေကြေးတနာအကုန်ကြခံပြီးတော့ပြုပြင်ကြတယ်မလှတာကိုလှအောင်ပြင်ကြတယ်သို့တော့လှမှုမလှမှုဟာအပြင်ရုပ်ပေါ်မှာမူတည်တာမဟုတ်ဘဲနဲ့စိတ်နှလုံးနဲ့ပတ်သက်နေတယ်ဆိုတာကိုတတိထားမိတဲ့ပုဂ္ဂိုလ်ကအနည်းဆုံးပဲသူနည်းစုဖြစ်တယ်မြတ်စွာဘုရားအဆုံးအမမှာရုပ်ကိုပြင်းနေုံနဲ့စိတ်မပြင်းမှုဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာမကြခင်ရုပ်ဆိုးကြည်တတ်ဘဝရောက်တော့မှာ